ဒီနေ့တော့လေးဖြတ်ချင်းကြောင်းပြောပြမယ်ကိုလေးဖြတ်တယ်ဆိုတာငါတို့ဦးနောက်ကိုသွေးထောက်ပမှုရုတ်တရက်ပြတ်တောက်သွားတဲ့အခါဒါမှမဟုတ်ဦးနောက်ထဲကသွေးကြောတွေပေါက်ထွက်သွားတဲ့အခါဖြစ်တဲ့ယောဂလေးဖြတ်ချင်းကြောင်းဦးနောက်ရေရှိပျက်စီးတာမတန်မဆွမ်းဖြစ်တာဒါမှမဟုတ်ဒီဆုံးတာအထီတောင်ဖြစ်သွားနိုင်တယ်နော်ဒီထားလေးဖြတ်တယ်ဆိုတာဦးနောက်ဆဲရီမိနစ်ပိုင်းတွင်ဒီကုံနဲ့ရေးပေါ်အခြေအနေတစ်ခုနော်ရှင်းရှင်းလင်းလင်းပြောရရင်လေးဖြတ်တယ်ဆိုတာဦးနောက်ကိုသွေးနဲ့အောက်ဆီဂျင်ပို့ပေးနေတဲ့သွေးကြောတွေမှာဖြစ်နာဖြစ်တာပဲနှစ်မျိုးရှိတယ်ပထမတစ်မျိုးဦးနောက်သွေးကြောပိတ်တဲ့မျိုးဒါကအဖြစ်အများဆုံး80နာရီလောက်ရှိတယ်ဦးနောက်ထဲကသွေးကြောချင်းပြီးသွေးကေးပိတ်သွားတာရေပိုက်ထဲမှာအနီးအခြေပိတ်နေတယ်လို့ပဲသွေးစီးဆင်းမှုရပ်တန့်သွားတော့သွေးမရတဲ့ဦးနောက်စိတ်အပိုင်းကဆဲရီတေကုန်ရောဒုတိယတစ်မျိုးဦးနောက်သွေးယူစိတ်နဲ့မျိုးဦးနောက်ထဲကသွေးကြောပေါက်သွားတာရေပိုက်ကွဲပြီးရေယိုတယ်လို့ပဲယိုထွက်လာတဲ့သွေးဦးနောက်တရှူးတွေကိုဖိမိတာရောင်ရမ်းစေတာတွေဖြစ်တယ်။ဘာလို့အရေးကြီးတာလဲဆိုတော့ဦးနောက်ဆင့်တွေကပြင်လည်မွေးနိုင်ဘူးကိုဒါကြောင့်လေးဖြတ်ပြီးတွေးမရတဲ့ဦးနောက်ဝလီယာထိန်းချုပ်ထားတဲ့ခန္ဓာကိုယ်စိတ်အပိုင်းတွေဥပမာလှုပ်ရှားမှုစကားပြောမှတ်ချံတွေပျက်စီးသွားနိုင်တယ်။လေးဖြတ်ခြင်းကိုဖြစ်စေတဲ့အတန်တိတ်လူတတ်သမားနာရောက်လေးဖြတ်တယ်ဆိုတာရုပ်တရက်ဖြစ်ပေမဲ့အကြောင်းရင်းကတော့ရုပ်တရက်မဟုတ်ဘူးခန္ဓာကိုယ်ထဲမှာဒိတ်တစိတ်ပုံနေတဲ့ဒီအချက်နာချက်ကြောင့်ပဲသွေးတို့ယောဂဒါသာအဓိကတရားခံမယ်။နှစ်စီးချိုယောဂသွေးကြောတွေကိုပျက်စီးစေပြီးလေးဖြတ်နိုင်ခြင်းမြင့်တက်စေတယ်။သုံးဆေးလိပ်တောက်ခြင်းသွေးကဲမှုကိုဖြစ်စေပြီးဦးနောက်စီသွေးစည်းဆင်းမှုကိုပိတ်ဆို့တယ်။လေးအိုးဝလွန်ခြင်းနဲ့ကိုယ်လက်လှုပ်ရှားမှုနေခြင်းသွေးရင်းစီဓာတ်များပြီးသွေးကြောပိတ်စေတယ်။ငါအစိတ်ဖိစီးမှုများခြင်းရေရှိစိတ်ဖိစီးမှုနှလုံးနဲ့သွေးကြောတွေကိုဒုက္ခပေးတယ်။ကာဝယ်ခြင်းကကုသခြင်းထက်ပိုကောင်းတယ်နော်။မင်းတို့မှာဒီအချက်တွေရှိနေပြီဆိုရင်မပေါ်စနဲ့မင်းတို့ကဒီအချက်တွေနဲ့ညီးနေပြီလား thinking face လေးဖြတ်ချင်းဆိုတာအသက်အရွယ်မရွေးဖြစ်နိုင်တဲ့အထက်ပါအချက်တွေတဲ့ချက်နဲ့အထက်ရှိနေပြီဆိုရင်တတိထားဖို့လိုပြီနော်လေးဖြတ်ချင်းဦးနောက်ရှိကျမ်းမာရေး